အောက်ပိုင်းလေးရမင်းတို့ဒီနေ့တိတ်မပါပေးဘူးဒီဘာကြလေးရဲ့စက်ကက်လေးရမင်းတို့ထည့်ပေးထားရနော်ရေသူမစက်ကက်လေးကဒါလေးလုံးဝ hot ဖြစ်နေရနော်လုံးဝ trend ဖြစ်ပြီး hot ဖြစ်နေရဒါလေးအပြင်မှာဆိုရှင်ကောင်မလေးရမ်းလိုက်ရှာကြတယ်ဘယ် page မှာရလဲအဲ့လိုမျိုးပေါ့နော် trend ဖြစ်လို့လေဓာတ်ပုံပိုတိုလေးရိုက်အောင်မှလှတော့လေးနော်ပိုတိုရိုက်ဖို့ပဲသုံးကိုပဲဝေပွဲတွေပါရှိလို့ပဲပွဲတက်နော်ဘလို့ပဲဖြစ်ဒါလေးတွေက trend နေတုန်းလေးယူထားပေးနော် trend နေတုန်းလေးမင်းတို့ဒါလေးကိုထည့်ပေးထားတာပါသူကစက်က basic လေးနဲ့နော်ဒီလို basic လေးနဲ့လာမယ်အနောက်ကကျတော့ဒီမှာ adjust လုပ်လို့ရမယ် smoky line လေးထည့်ပေးထားကိုကအရင်ကြက်နေသည့်တိုင်တော့ကိုယ် site ကဝင်နေကြပါမယ်အရှိကကြက်တယ်ဆိုတော့နောက်မှာဒီလို smoky line လေးပါနော်ဆိုတော့ adjust လုပ်ပြီးဝတ်လို့ရအလုံးဝစိတ်ပူကြမလို့ခါ site အတွက်နော်ဒီမှာ basic လေးနဲ့အနောက်ဖက်လေးနော်ဝဲကကားလေးကိုလှလိုက်တာရမ်းပေါ်တယ် body shape ရမ်းပေါ်တယ်သူကလေဒါကြတော့ရှေ့ဘက်လေးနော်ဒီလိုဒဲလာပြီးတော့မှဒီလိုကားရေသူမစက်ကတ်ဆိုတဲ့အတိုင်းဝတ်လိုက်လို့ရှိရင်သူကထောက်နေလဲပါရယ်နော်ထည့်ပေးထားတာဒီမှာကြည့်လိုက်ဝတ်မယ်ဆိုလို့ရှိရင်တော့တင်ဆိုလို့ရှိရင်ကတင်နေရအနောက်မှာဒါအနောက်ဖက်နော်ဒီအရှေ့ဘက်မှာဆိုရင်ပေါင်နေသူကသူက body shape လေးကသူကအဲ့လိုပေါ်သွားမှာဝတ်လိုက်လို့ရှိရင်ရမ်းလာပါနော်ခန္ဓာကိုယ်ရှိပြီးသား body ရှိပြီးသားဆိုရင်တော့တော်တော်